main thing ဒါတော့ battery ကြီးပဲဖြစ်ပါတယ် main thing နဲ့ Brighton ပွဲစဉ်ပဲဖြစ်ပါတယ် main ကန်နေရတော့ကန်ကိုခင်ဗျာဆာလာဒီယာကန်လာခင်ဗျာဟယ်လိုပဲအဲ့ဒီက battery ရောနော်ဘီယုံတင်ပြီးတဲ့အားလုံးတောင်းမှပါတီးပြီးဟယ်လို free kick ကိုဂိုးမလားဆိုဆောင်ကြရရတော့ကန်နေဟိုးသမားနဲ့ဟိုရရတော့ကန်နေကိုကိုရရှိတာရစပါလေ Brighton တွေရော0နဲ့ဆောင်လာများ Brighton တွေရတဲ့နောက်တန်းလူရဲ့တန်းလူဖက်ထုတ်ထားခင်ဗျာပြစ်ထုတ်ပါခင်ဗျာပြစ်ထုတ်ဝင်မဲ့လေပြစ်ထုတ်ပါခင်ဗျာဖောက်လို့မကြပါဘူးခင်ဗျာမယူသိန်းကတော့သမားရတော့ဆောင်းကောင်းနေလို့ပါခင်ဗျာကျွန်တော်လည်းကြပဲဒီဖာနာတဲ့ရန်လိုပေးရန်လက်ကန်နဲ့ကိုခင်ဗျာရန်လိုယောက်ျားရကန်ပြသွားခင်ဗျာရန်လိုပဲမိုက်ခင်ဗျာရန်လို3-0နဲ့ပဲ Brighton တင်းကိုနိုင်ရစီများစောက်ကြည့်အောင်ခင်ဗျာပွဲစဉ်85မိနစ်ရောက်လာချိန်ပါပဲဖာနာမစ်မောက်ကရန်လိုပေးရရန်လိုခောက်တယ်မစ်မောက်ပေးရမစ်မောက်ကန်နေမစ်မောက်ရန်ပြန်ပေးရရန်ခောက်တယ်မစ်မောက်ပြန်ပေးရမစ်မောက်ကန်နေမစ်မောက်ရှော့3-0နဲ့ပဲကိုရှိရကောကက်စမဲရိုလက်ကန်နဲ့ကိုကက်စမဲရိုဖီးတယ်မှာလို့ပြောင်းတော့ဘေးကက်စမဲရိုကရောက်လာဘာပဲဖြစ်ပါ4-0တော့ရောဟတ်ထရစ်ဒီဘက်မှာတင်နိုင်တယ်ဗျာအဆင့်တင်ပါပဲမဘေးပြရတော့အဆင့်1ရောက်သွားပြီမြတ်မန်စီးတီးနဲ့မန်စီးတီးအောင်ပါဗျာအစတွန်ဗီလာနဲ့ဆွဲမြာဖြစ်နေပါရိုးပြောင်းခဲ့အစတိုဗီလာတင်လားဆယ်ရအစတိုဗီလာတင်လားဆယ်ရအစတိုတင်ဒီဘက်မှာရိုးခြေရောင်းရလိုက်တော့ဆိုစောင့်ကြည့်ရခင်ဗျာဒီနဲ့ရလာတယ်ရန်လိုချက်ခေါ်ရဲကန်နေကိုဦးဆောင်ကိုတင်းသွားပြီးပဲဖြစ်ပါလေအစတွန်ဗီလာတင်းကိုအစတွန်ဗီလာကသမားကန်ရမှာတကီယာကောင်းဆုံးပို့ထုတ်ထားခင်ဗျာတုတ်ကောက်ပဲထားခင်ဗျာဘယ်ရမိနစ်40တော့ရောက်ရှိလာရွှေပါမိနစ်40မှာရိုဖရီကရရဲ့လမ်းကန်လေဘိုးတော်မာတင်နဲ့ကာဝယ်ပုတ်ထုတ်လိုက်ရပါခင်ဗျာစမောက်ရတယ်ဒါပေမဲ့လည်းစပင်ကြီးကနောက်တဲ့ဖြစ်ထုတ်တာခင်ဗျာနိုင်ပဲရထားတယ်ဒီရှော့မလို့ပေးတယ်မလို့ချက်ခေါက်တယ်ကန်နေကိုဒမမာတင်နဲ့ကောင်းဆုံးပုံစံကဝတ်သွားခင်ဗျာကိုဒမမာတင်နဲ့ကတော့ကောင်းဒီပွဲမှာကောင်းဆုံးပုံစံထားခင်ဗျာစမဲလိုရလာတယ်ဒါပဲအစတွန်ဗီလာနောက်တန်းဖြစ်ထုတ်တာခင်ဗျာအရှင်ဒါပဲရလာရဦးမန်ယူနောက်တိုင်းပေါ်သေးသေးတော့ရှောင်းကန်နဲ့1-0ပဲနိုင်1-0နဲ့ပဲမန်ယူတင်နိုင်အောင်လားဆိုဆုံးကြည့်ရအောင်ညာအရှင်ဗီလာပဲရှင်မဒီမီရချီပါကိုပြန်သိမ်းနိုင်မလားဆိုဆုံးကြည့်ရအရှင်ဗီလာကသားသမားဒီကီယာမကြရနိုင်ရဲ့အရှင်ကအရှင်ဗီလာတင်မန်ယူတင်1-1နဲ့တေးကြသွားခဲ့ပြီလားအဲကတော့အရှင်ဘလောက်ကြောက်အောင်လဲဆိုတာကြည့်ရတာပေါ့
မန်ဒီကတော့စင်နေစီကြာသွားပြီမန်စီတီရဲ့အစင်တော့26မှတ်နဲ့ရက်တည်ထားတယ်ညာစင်တီမှာ26မှတ်နဲ့ရက်တည်ထားနောက်ပွဲစဉ်ကတော့စပါးနဲ့ပဲဖြစ်ပါတယ်စပါးနဲ့ကန်ပဲခင်ဗျာမန်ဒီနဲ့စပါးနဲ့မန်စပါးဟိုစပါးတက်ကရတာဆိုဟောမင်းဒါပဲမဲ့လဲဆိုမောင်မင်းရခဲ့ပါမန်ဒီမဲ့ယူဖာနာတဲ့ဘူးရဖရီကနေရရိုကဘူးဖြစ်ယူဖာနာရပြန်ပြောင်းမှာဘူးဖြစ်ဟိုဘာပြောင်းနေရတယ်အော်ဟိုတော့လှုပ်လိုက်တာဒီတိန်နဲ့ရိုပဲပြောင်းသွားတယ်တော့ဘာစပါရလာတယ်အိုးနောက်လည်းဖြတ်တော့တာကောင်းသွားခဲ့လို့လားမန်ယူတင်းစပါတင်းကိုမြဝါတာခင်ဗျာရိုဝဲဆွဲလာတော့ရှောက်ဆွဲလာလဲခောက်တယ်ဆွဲတော့ဆွဲလာရိုကန်နေကိုခင်ဗျာမန်ယူပဲမင်းတော့လည်းပြတ်ထုတ်တော့ကောင်းသွားရဲ့ခင်ဗျာမင်းတော့လည်းပဲပြတ်ထုတ်တာတယ်မင်းတင်းရ1စပါးတင်းရစီးပဲပြောရတယ်တော့ရလာတယ်စပါးပဲပြတ်ထုတ်တာခင်ဗျာမင်းတော့လည်းပေါ်တည်တော့အောင်မတင်ညာကျွန်တော်တို့ချန်ပီယံလိဖလားတို့ပရီးမီးယားလိဖလားတို့ချန်ပီယံလိဖလားတော့နောက်နှစ်မှယူရမယ်ခင်ဗျာဘာဖြစ်လဲဆိုတော့နှစ်ကတော့မနစ်ကတော့ကချန်ပီယံလိဝင်နေရမှာမရှိခဲ့လို့ဒီနေ့ကတော့ချန်ပီယံလိဝင်နေရမှာရှိနေနေပါလေRaspo ရလာ Raspo ရိုးပေးရမယ်လို့ပြန်နေကိုလက်ခင်ဗျာအခု Raspo ကတော့ Aston Villa ကိုငှားချသွားတယ်လို့ပြောတာငှားတော့ကစားတယ်လို့ပြောတာကောင်းပါရဲ့သူလေးခြေပြန်ပြနိုင်တယ်မင်းတင်ပြန်ခိုင်းတယ်အိုးရလို့နှပ်ပါရဲ့ကိုရဖို့ကိုသမားလေပုတ်ထုတ်သွားညာတော့ဘာကရလာစပါကန်ရဲဒါလည်းကိုသမားဒီကီယာဖမ်းနိုင်ခဲ့ခင်ဗျာမင်းတင်တူဒီနဲ့ပဲစပါတဲ့နိုင်ရရှိသွားပါပြီလူကတော့ဘိုးအောင်စခွန်ပါဒါဥရောပဒီချန်ပီယံလိမကစားလို့မရဘူးယူရိုပါလိစင်ကန်ရတယ်ယူရိုပါလိအားလုံးကဒီနေ့ဗီဒီယိုကဒီတော့ပါပဲကြည့်ချူပြီးကြောက်ချင်းအားလုံးကျေးဇူးတင်ပါတယ်ဘိုင်